မဲ့ခင်ခုနနိုင်နှိုးဆက်ပြီးအချောင်းသွားဖို့အတွက်အဲ့ရကောက်ကနှိုးဆက်ပြီးဒီမနေ့တော့တိုးတက်ပြီးအဲ့ရဲ့ဘဝကခုလို့ရှင်းဆက်ပြီးဒီပါကနိုးတယ်ပြင်ပေးတဲ့ breakfast တော့ဆိုလို့ငါစားသွားပြီးတော့ချောင်းကိုစိတ်ပတ်သွားခဲ့တဲ့စပိန်ကိုပဲညာနင်းလေးရတွေ့ပြီးရှင်းမှာငါရဲ့ခွက်ချစ်ဆုံးဒီနဲ့ဟေးဖေဖေဘဲကိုတက်လေမတယောက်တဲ့ခြေတော့ရှောက်တာမရောက်ဘူးလားကိုလေးနင်းပေးမယ်ကျောင်းတော်ထီကိုသူကတော့စိန်ညာမာနာလေးကခက်သေးသေးမဲ့မလို့ဘူးမစတော့ငါသုံးမဲ့နေတို့ကောင်မသုံးဘူးတဲ့ဟာရှင်းနေတော့ကွဲအပ်ပါပြီးမင်းကိုချစ်တဲ့ငါရဲ့အသေးနဲ့တာကြီးလေးပေးဖို့လဲမင်းကိုရည်ရွယ်ထားလဲမင်းရဲ့မူရီမမင်းရဲ့တထေသားဆိုတဲ့ကောင်ကနိုင်လက်ဆောင်ကြီးကြီးလို့မင်းနဲ့ငါရဲ့အပေါ်စာလို့ပြောလမ်းဘေးမှာကြာခဲ့လက်ဆောင်လေးများဒီတော့ငါရဲ့အသေးနှလုံးမင်းတို့ပဲလေနင်းချီကတွားတော့အချစ်ဆုံးရဲ့ဘေးဆက်ခဲလေလင်းပြေးချက်တယ်ဘာရဲ့အုံနောက်ထဲမှာရောအတိညာရောမင်းကိုပဲဆွဲလဲမိခဲ့တာတိလာပြောဘာရဲ့16နှစ်တာမအချစ်ဥကမင်းမဖြစ်မဲ့ဘသူမှမချစ်ခဲ့ပါနှင်းနဲ့ကလည်းမင်းကငါချစ်တဲ့ဒီစလုံးနဲ့ငါထက်ကလည်းပြောချင်မင်းကတော့ငါကိုလစ်ပုံချင်းနဲ့နေထားခဲ့ပြီးတော့နောက်နေ့ကြတော့သူကြောင်းပြောင်းတော့မယ်ဆိုတဲ့တည်းကိုငါရဲ့နားတဲ့အမြဲတမ်းကြားလဲငါရှင်နဲ့အသေးမတက်ပါပဲလူတွေချစ်ဆုံးကငါတော်တယ်လို့ပဲအချက်ဆက်လာတယ်